ကျွန်တော်ရန်ကောင်ရောက်နေရတော့ဒရုန်းတုံးတာက2ရက်ရှိပြီပေါ့နော်ကျွန်တော်ဘီယိုမတင်ပြဘူးဗျာခုတော့ဟုတ်ဗျာအဲ့ဘီယိုမတင်ပြတဲ့အောင်တော့အတန်းနေတီးပြီးမယ်ဆိုကိုယ့်ရဲ့ file လေးရလာချက်လို့ဆိုတန်းတင်ပြီးမို့ပဲဟိုကတင်းမှာနောက်တော့လေဒီမှာများတော့လေးမကျင်တော့ကြောက်လို့မရတော့ဟဲ့စာကိုကကျွန်တော်တကဆင်းနေပဲရှိတယ်ကလေးလောက်လေးပဲရတော့ငယ်ငယ်လေးကမမကြိုက်ရကြီးွားဗျာအတန်မကောင်းဆိုရင်ဒါမှထွင်တော့တင်20ရနေပြီးတော့တက်ကနေ20တိထွင်တင်ရတင်ရဆိုလို့ရှိရင်တချင်းတပုတ်ဆူပြမယ်တော့ဝရှေးဝင်းပြောတော့ကြကျွန်တော်ရအောင်လို့ပဲကလေးပါပြောရလိပ်ပြလေးမောက်ဝဲတို့ပါမီတို့ကျွန်တော်လေးကျင်နေပုတ်ဆူပြန်sorry မိပါပဲကလေးပါရေး sorry ကျွန်တော်ဟိုလာ 1 2 3ကျော်ဒီအလေးချင်းလာဘယ်နှစ်ရှိပြီလဲမ3နှစ်လောက်ရှိပြီနော်9နှစ်လောက်တည်းကျွန်တော်စကျင်တာ3နှစ်လောက်ရှိဆာကိုမမ2နှစ်ကျော်လောက်ဝရှိပြီ2နှစ်ကျော်မှကျွန်တော်မှလိုင်းအောင်မတင်ဘူးရရဲ့သူကလည်းဆိုထားဘာလို့ဆိုလို့ရှိရင်သူ့ဘာကြီးပဲလဲလဲကြီးရမရဘူးဘာနမဲကြီးမင်းသမီးတို့ညာပြီအမေဆိုမရှိရဘူးအေးဟုတ်နော်ဆိုတယ်ကဲကျွန်တော်ဘာဆိုရင်ကောင်းမလဲဆိုတော့မင်းတို့ကငါရှေ့ဝင်းမပြောငါဆိုမဲ့ဟာနော်1 2 3ငါတော့လာလိုရည်ရရဒီမှာမင်းအောင်ကတိတ်နေရောက်ပြန်တယ်အေးနော်တော့1 2 3နော်စားနေပြစား1 2 3 real good